အားလုံးပဲမင်္ဂလာပါဗျာထွန်းသက်ပြီးကြိုဆိုပါရစေဒီနေ့မှာတော့ဖုန်းခေါ်လာတဲ့ခါကျရင်ကိုစစ်ကြိုက်တချင်းတန်ထည့်နည်းလေးကိုဒီဗီဒီယိုလေးမှာမျှဝေသွားမှာဖြစ်ပါတယ်တစ်ဖက်ကနေပြီးတော့ကိုယ့်ရဲ့ဖုန်းကိုခေါ်တဲ့ခါကျရင်ကိုစစ်ကြိုက်တချင်းတန်ရီနိုလေးဘယ်လိုထည့်ရလဲဘယ်နေရာလေးမှာထည့်ရလဲဆိုတာကိုဒီဗီဒီယိုလေးမှာအစအဆုံးရှင်းပြပြီးမှဖြစ်တဲ့အတွက်အဆုံးထိလိုက်ပါကြည့်ယူပြီးပါခင်ဗျာပထမဆုံးအနေနဲ့ကိုယ့်ရဲ့ဖုန်းလေးမှာရှိတဲ့ setting နဲ့ဝင်ပေးရမှာဖြစ်ပါတယ်ကျွန်တော်ကတော့ Redmi ဖုန်းလေးနဲ့ပြပေးထားတာဖြစ်ပါတယ်အောက်ကိုနည်းနည်းဆွဲချတဲ့ခါကျရင်ကျွန်တော်တို့ sound and vibration ဆိုတဲ့နေရာလေးကိုတွေ့ပါလိမ့်မယ်ခင်ဗျာအဲ့ပြီးတော့ရင်အပေါ်ဆုံးမှာရှိတဲ့ဒီညာဘက်မှာရှိတဲ့ ringtone ဆိုတဲ့အတန်းလေးရှိရပါတော့ဒီမှာ ringtone ဆိုတဲ့နေရာလေးကိုလိုက်ပါအဲ့ပြီးတော့ရင်ဆိုတော့ကျွန်တော်တို့ဒီမှာအပြာအောင်ကိုလေးနဲ့ all ringtone ဆိုတဲ့နေရာလေးကိုနှိပ်လိုက်ပါ all ringtone ဆိုနှိပ်လိုက်ပါနှိပ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ကကိုယ်စိတ်ကြိုက်တချင်းတန်ထဲမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီမှာရှိတဲ့ child local ringtone ဆိုတဲ့ဒီနေရာလေးကိုဝင်ပေးပါခင်ဗျာရပြီးသွားရင်တော့ music ဆိုတဲ့ဒီနေရာလေးကိုထပ်ပြီးဝင်ပေးရမှာဖြစ်ပါတယ် music ထဲကိုရောက်သွားပြီဆိုတော့ကိုယ့်ရဲ့ဖုန်းထဲမှာရှိတဲ့ MP3 သချင်းလေးတွေပေါ့နော်MP3 သချင်းလေးတွေကိုတော့ကိုက download ဆွဲထားရမှာဖြစ်ပါတယ်ဒါမှမဟုတ်ကို့မှာ MP4 သချင်းလေးပဲရှိပြီးတော့ MP3 မပြောင်းရသေးဘူးဆိုရင်တော့ကျွန်တော်နောက်ဗီဒီယိုလေးမှာ MP4 ကနေပြီးတော့ MP3 ဘယ်လိုပြောင်းရလဲဆိုတာကိုပြောပြပေးမှာဖြစ်တဲ့ဒီ comment လေးမှာ MP4 ဆို MP3 ဆိုပြီးတော့ comment လေးမှာမှတ်ပေးထားခဲ့ပါကျွန်တော်နောက်ဗီဒီယိုမှာပြန်လဲပြောပြပေးမှာဖြစ်ပါတယ်အခုတော့ကျွန်တော်ဒီသချင်းလေးကိုထည့်မှာဖြစ်ပါတယ်အော်ဒီနေရာလေးကိုနှိပ်လိုက်ပါမယ်အဲ့ပြီးတော့အပေါ်မှာရှိတဲ့ okay ဆိုတာကိုနှိပ်လိုက်ပါမယ်အဲ့ပြီးတော့ရင်တော့ကျွန်တော်ဒီနေရာလေးရပါပြီပေါ့နော်အဲ့ပြီးတော့ရင်ကျွန်တော်တို့ပြန်ပြီးတော့ထွက်လိုက်မယ်နော်အဲ့ပြီးတော့ရင်ကျွန်တော်တို့ဒီနေရာလေးရပါပြီပေါ့နော်သချင်းလက်ထောင်လို့ရပါပြီဒါဆို Windows လာတဲ့ခါကျရင်ကိုယ်စိတ်ကြိုက်ဒီမျိုးအတန်လေးတွေဘယ်လိုထားရလဲဆိုတာကိုနားလည်သဘောပေါက်သွားလိမ့်မယ်ထင်ပါတယ်အားလုံးကိုကျေးဇူးများတင်ပါတယ်ကျွန်တော်ဗီဒီယိုလေးကအကျိုးကျေးဇူးရှိမယ်ဆိုတော့ like and share လေးလုပ်ပြီးတော့အောင်ခင်ဗျာနောက်ဗီဒီယိုလေးမှာပြန်လည်တွေ့ဆုံကြပါခင်ဗျာ